မျိုးသမီးသည်သူမ၏အိမ်မွေးငွေကို9နှစ်ကြာဂရုတစိုက်မွေးမြူခဲ့ပြီးရင်းနှင့်နှက်ဆိုင်သောနှောင်ကြိုးကိုထူထောင်ခဲ့သည်ဒါပေမဲ့တညမှာတော့သူမကောင်းကောင်းအိပ်ပျော်နေချိန်မှာမွေဟာသူ့ကိုယ်တင်ပေါ်ကိုတိတ်တဆိတ်လျှော့ကျနေပြီးသူ့ကိုယ်သူဖြောင်းနှမ်းစွာဆန်တန်းနေခဲ့ပါတယ်ထိုမျိုးသမီးသည်ချက်ချင်းပင်ကြောက်ရွံ့ထိတ်လန့်မှုကိုခံစားလိုက်ရသည်သူမ၏အိမ်မွေးငွေသည်အစာစားခြင်းစိတ်ကြီးမားသောကြောင့်တစ်ချိန်တည်းတွင်စက်သားတစ်ခုလုံးကိုအလွယ်တကူစားနိုင်သည်သို့တော်မကြသေးမီကရုတ်တရက်လုံးဝအစာမစားတော့ပဲယခုသူမ၏အိပ်ယာပေါ်သို့တက်သွားခဲ့သည်ပုံမှန်မဟုတ်မှန်းသိတာပါတယ်အမျိုးသမီးကအိပ်ပျော်နေတဲ့ခင်ပွန်းတီကိုကမန်းကရန်နိုးပေမဲ့ကြီးကြီးမားမားမလုပ်ဆောင်ဖို့ပြောလိုက်ပါတယ်မိမကတခုခုမားနေပြီလို့ခံစားမိနေတော့မယ်နောက်တနေ့တွင်တတဗေဒပါမောက္ခတူကသူမကိုအမှန်တိုင်းပြောပြသည်ငွေရဲ့ထူးဆန်းတဲ့အပြုမူကတကယ်တော့သူမရဲ့အရက်ကိုတိုင်းတာတဲ့နည်းလမ်းတစ်ခုပါတနည်းဆိုရတော့သူမကိုတားကောင်အဖြစ်မြင်လာတော့သည်ဒါပေမဲ့သူခင်ပွန်းကအိမ်မွေးတွေဟာအလွန်နုညံ့သိမ့်မွေ့ပြီးဘသူ့ကိုမှမထိခိုက်စေဘူးလို့အခိုင်အမာပြောခဲ့ပါတယ်ဒါကိုကြားတော့မိမကနည်းနည်းတော့ငြိမ်သွားတယ်သို့တော်ထိုညတွင်သူမသည်ရုတ်တရက်နိုးလာပြီးသူမရဲ့ခင်ပွန်းသည်ထူးထူးခြားခြားပြောက်ကွယ်သွားကအိမ်ထဲတွင်သူမနှင့်အိမ်မွေးငွေတစ်ကောင်သာကျန်ရစ်ခဲ့သည်ကိုတွေ့ရှိခဲ့သည်ဤခိုက်တန့်တွင်လွန်ခဲ့သည့်ရက်အနည်းငယ်ကသူမ၏ခင်ပွန်းသည်မတော်တဆမှုအာမခံပေါ်လစီကိုဝယ်ယူခဲ့ကြောင်းသူမရုတ်တရက်သတိရမိသည်ကြောက်စရာကောင်းသောဖြစ်နိုင်ခြေတစ်ခုကသူမစိတ်ထဲတွင်ချက်ချင်းပေါ်လာသည်ယခုချိန်တွင်သူမ၏တစ်ခုတည်းသောဦးစားပေးမှာရှင်းတန်းခြင်းတွေဖြစ်သည်ငွေများသည်အရာဝတ္ထုများကိုရှင်းရှင်းလင်းလင်းမမြင်နိုင်တော့လဲဒီတို့သည်အလွန်ကဲဆက်တတ်ကြောင်းသူမသိသည်ငွေကအရန်တတိထားရတယ်မျိုးသမီးသည်ဂယုတစိုက်နှင့်ဖြည်းဖြည်းချင်းထားကတက်နိုင်သမျှတင်းငယ်သောလှုပ်ရှားမှုများဖြင့်တကားစီသို့တိတ်တဆိတ်ရွှေ့ရန်ကြိုးစားသည်ကံမကောင်းစွာပဲသူမအကြောက်ဆုံးရာကဖြစ်ပျက်နေစေပါသူမအလွန်တတိထားနေတော့လဲတကားပွင့်တန်ကငွေအာယုံကိုဖန်ဆားထားစေဖြစ်သည်သူမဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ငွေကစံထုံးနဲ့ရိုက်ဖို့ပြင်နေပြီသူမနှလုံးခုန်နေပေမဲ့သူမအော်လိုက်ဘူးသူမထိတ်လန့်ပါဘူးသူမ၏အေးစိတ်တည်ငြိမ်မှုသည်သူမအားပထမအကြိမ်တိုက်ခိုက်မှုမှကယ်တင်နိုင်ခဲ့သည်ထို့နောက်အောက်ထပ်သို့အမြန်ဆင်းခဲ့သည်ဒါပေမဲ့အင်းရှိတကားကိုရောက်တဲ့အခါမှာတော့ခင်မုန်းချစ်သူကအပြင်ကနေတော့ခတ်ထားပြီးသားဖြစ်နေတာကိုတွေ့ရတယ်သူပါပဲစူးစမ်းလို့တကားမဖွင့်နိုင်ခဲ့ဘူးငွေသည်နီးကပ်လာသည်နှင့်အမျှမျိုးသမီးကအေးအေးဆေးဆေးနေခိုင်းတယ်ခဏနေတော့ငွေကသူမကိုနောက်တစ်ချိန်ဆုပ်ကင်လိုက်ပြီးစံရက်တစ်ချောင်းကိုတည်ငြိမ်တဲ့လက်နဲ့မျက်လုံးထဲကိုတက်တက်ထိုးချလိုက်တယ်မျောလင်းချက်အလင်းရောင်ကိုဆုပ်ကင်ထားစေအရေးကြီးသောအခိုက်အတန့်တွင်သူမ၏မျက်လုံးထောင်းမှတရွေးကိုတွေးလိုက်ရလေသည်သူမဒီငင်းကိုအမြန်ဆွဲကင်လိုက်ပြီးတော့ခတ်ထားသောတကားစီကိုသူမ၏လေးချိန်အားလုံးကိုပစ်ချလိုက်သည်အဆုံးမှာတော့သူမဟာတကားကိုဖွင့်ပြီးငွေပြန်မရိုက်နိုင်ခင်မှာပဲလွတ်မြောက်သွားပါတယ်သူမနှင့်ခင်မုန်းချစ်သူ၏ဓာတ်ပုံများကိုကြည့်လိုက်တော့ဒေါသပေါက်ကွဲသွားခဲ့သည်ထိုအချိန်တွင်ခင်မုန်းတီကအစကတည်းကအရာအလုံးကိုစီစဉ်ပေးထားကြောင်းသူမခိုင်မာယုံကြည်ခဲ့သည်ထို့ကြောင့်သူမသည်တတဗေဒပါမောက္ခ၏တခွဲကန်းသို့တက်တက်သွားကအိမ်မွေးငွေနှင့်ပတ်သက်သည့်ခင်မုန်း၏လူသက်ကြံစည်မှုတစ်ခုလုံးကိုဖော်ထုတ်ပြသခဲ့သည်ထို့ကြောင့်သူအားသူ့ယူသွမှုကိုမြည်စမ်းကြည့်ရန်ဆုံးဖြတ်လိုက်သည်တညတာအလုပ်လုပ်ပြီးနောက်အိမ်မွေးငွေကိုထိန်းချုပ်ရန်အသုံးပြုသည့်ဝီစီတန်ကိုကြားရတိုင်းပြင်းထန်စေရန်ဒီဇိုင်းထုတ်ထားသည့်အထူးဖီရိုမိုနီကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့သည်ခင်မုန်းတီကသူ့ကိုဝီစီနဲ့တိုက်ခိုက်ဖို့ငွေကိုအမိန့်ပေးလိုက်တာနဲ့သူ့ကံကြမ္မာကလုံးသူညဖုံးကွယ်သွားလိမ့်မယ်ခင်မုန်းတီအသက်ရှင်လျက်ရှိကြောင်းသိလိုက်သည်နှင့်ထိုတာဝန်ကိုထမ်းဆောင်ရန်အိမ်မွေးငွေကိုတေချာပေါက်ပြန်ယူလာမည်ဟုမျိုးသမီးကယုံကြည်ခဲ့သည်တေချာပါတဲ့အရာအလုံးကသူမမျှော်လင့်ထားသလိုဖြစ်သွားတယ်နိုင်ဝက်အကြာတွင်သူမ၏ခင်မုန်းတီအိမ်မွေးငွေနှင့်အတူရောက်လာခဲ့ပြီးယခုတစ်ချိန်တွင်သူဒီဟန်ဆောင်ရန်ပင်နှောက်ယှက်ခြင်းမရှိပေသူကငွေကိုလွှတ်ပေးပြီးဝီစီမှုတ်ပြီးမိမကိုကိုက်စားဖို့အမိန့်ပေးတယ်ထိုအချိန်တွင်အမျိုးသမီးသည်သူမပြင်ဆင်ထားသောဖီရိုမိုနာကိုရုတ်တရက်ဆွဲထုတ်ကာတဲ့တဲ့ပြစ်သည်ငွေပါးစပ်ထဲသို့အခုတော့ခင်မုန်းတီရဲ့အိမ်မက်ဆိုးကြီးစတင်ခဲ့ပါပြီ